လွန်ခဲ့တဲ့1998ခုနှစ်လောက်ဝန်းကျင်ဖြစ်မယ်ထင်ပါတယ်။အဲဒီတုန်းကဖြစ်သွားတဲ့အဖြစ်အပျက်လေးတစ်ခုကိုပြောပြပါမယ်။အဲဒီခေတ်အခါတုန်းကဆိုလို့ရှိရင်ခရီးတစ်ခုသွားတော့မယ်ဆိုလို့ရှိရင်ရက်ွက်ပဲဖြစ်စီလမ်းပဲဖြစ်စီလူတအူးကဥဆောင်ပြီးစရေးပေးသွင်းကြရင်လည်းကားကြီးလုံးချင်းငှားပြီးတော့တူတူသွားကြတဲ့ခေတ်ပါ။အဲဒီအချိန်မှာတူဝနာမြို့နယ်ကလူတစုကနေပြီးတော့ရခိုင်ပြည်နယ်ကိုခရီးနှင်ဖို့ဆိုပြီးစီစဉ်ခဲ့ကြပါတယ်။အဲ့ဒီလိုမျိုးစရေးပေးသွင်းခဲ့ကြတဲ့သူတွေမှာဦးစင်းနှစ်ပါးပါပါတယ်။သူတို့တွေအားလုံးရန်ကုန်ကနေပြီးတော့ရခိုင်ပြည်နယ်ကိုခရီးအသွားမှာအားလုံးအဆင်ပြေခဲ့ပါတယ်။ရန်ကုန်ကနေအထွက်ကိုအဆင်ပြေခဲ့တယ်ပြောတာပါ။ရခိုင်ပြည်နယ်ကိုမရောက်ခင်တောတနေရာရောက်တဲ့အချိန်မှာကားဘိန်းပေါက်သွားပါတယ်။အဲ့လိုနဲ့ဦးဆောင်သူကပြောပါတယ်။ဒီနေ့ညတော့ဒီနားကနီးစက်ရတနေရာမှာပဲတဲခိုဖို့ဆိုပြီးပြောတဲ့အချိန်မှာအားလုံးသဘောတူပြီးတော့တဲဖို့နေရာများရှိမလားဆိုပြီးတော့စဉ်းရှာကြပါတယ်။အဲ့ဒီအချိန်မှာဘဲကမှမသိရလူတစုကသူတို့မီးတုပ်တွေနဲ့ဝိုင်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာသူတို့လည်းလမ်းဖြန့်သွားကြပါတယ်။အမျိုးသားအမျိုးသမီးတွေမှာအမျိုးသမီးတွေကကြတော့ပေါ့နော်။ထမိန်ရေရှားကြီးနဲ့အမျိုးသားတွေကပစိုးတူတူလေးဝတ်ထားတယ်။ကလေးတွေဂရိချီရဲ့သူကလည်းချီအဲ့လိုမျိုးတွေပေါ့နော်။အဲ့ဒီထဲမှာလူကြွားလူကြီးလို့ထင်ရတဲ့အမျိုးသားတယောက်လည်းပါပါတယ်။အဲ့လိုနဲ့သူတို့လည်းကြောက်နေပေါ့နော်။အဲ့ဒီကြွားလူကြီးတွေဖျားလူတော့ပြောတယ်ကျွန်တော်တို့ဒီလိုပေါ့နော်။ကားပြတ်သွားတဲ့တော့ဒီနားမှာတဲခုနေရာများရှိမလားဆိုပြီးသွားပြောတဲ့အချိန်မှာသူ့ပုံစံကြည့်ရလက်မခံနိုင်တဲ့ပုံစံမျိုးနဲ့ပြန်ပြီးတော့ပြောပါတယ်။အဲ့ဒါနဲ့ဦးစင်းကသူ့ကိုယ်တိုင်သွားပြောပါတယ်။ဘုံတို့ဒီမှာဒီနေ့ညဒီလိုကိစ္စရှိလို့ဒီမှာတဲခွင့်ပြုပါဆိုပြီးပြောတဲ့အချိန်မှာဘုံမျက်နှာနဲ့မို့လို့ဆိုပြီးလက်ခံပေးခဲ့ပါတယ်။အဲ့ဒါနဲ့အဲ့မီးတုပ်တွေကင်ထားတဲ့သူတချို့ကဖုံးကြီးเจ้าအပြက်ကြီးတစ်ခုစီကိုသူတို့ခရီးသည်တွေအားလုံးခေါ်သွားပါတယ်။တောကြီးမြက်မယ်လည်းဖြစ်နေပြီးအရန်လည်းမိုးချုပ်နေဖြစ်တဲ့အတွက်ကြောင့်ဖုံးကြောင်အပြက်ကြီးမှာပဲသူတို့အားလုံးတဲခဲ့ကြပါတယ်။အဲ့ဒီလိုနဲ့မနက်ဝေးလီဝင်လေးရောက်တဲ့အချိန်မှာဘယ်ရမှမသိတဲ့စူညံတန်တချို့နဲ့မီးတုပ်တွေကင်ထားတဲ့သူတွေအားလုံးကသူတို့ရဲ့ဖုံးကြောင်အပြက်ကြီးတစ်ခုလုံးဝိုင်းထားကြပါတယ်။သူတို့လည်းကြောင်လန့်အားနဲ့ဖုံးကြောင်ဟိုကနေအားလုံးဆင်းပြီးတော့ပြောကြည့်ကြတဲ့အချိန်မှာမင်းတို့တွေအဲ့ဒီတွေကထုံလောင်မောင်းမောင်းဦးလေးတယောက်ကပြောပါတယ်။မင်းတို့တွေတော်တော်အမှားကြီးတစ်ခုမှားပြီးသွားကြတယ်။အဲ့ဒီအတွက်ကြောင့်မင်းတို့တွေအားလုံးဖုံးကြီးပါလို့တက်တာသွားရင်နှုံမိုးလို့ကမင်းတို့ဒီနေရာကနေအသက်ပါပါနဲ့ထွက်သွားရမှာမဟုတ်ဘူးဆိုပြီးပြောပါတယ်။အဲ့ဒီလိုနဲ့သူတို့တွေလည်းကြောက်နဲ့အဲ့ဒီသူတို့ယူလာတဲ့အထုပ်တွေပါတယ်အားလုံးမြန်သိမ်းပြီးကားစီမြန်ပြေးကဖျားဆက်ဖူးခဲ့ကြပါတယ်။သူတို့တွေဖျားဖူးတဲ့အချိန်မှာတော့အရာအားလုံးအဆင်ပြေပါတယ်။အဲ့လိုနဲ့ရခိုင်ပြည်နယ်ကနေရန်ကုန်ကိုပြန်ရောက်တဲ့အချိန်မှာအဲ့ဒီမှာဇလန်းကစတာပါပဲ Part 2